အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ည Etihad မှာကစားမယ့် Man City နဲ့ Real Madrid တို့ရဲ့ Champions League ဒုတိယကျော်အဆုံးဖြတ်ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးတော့ပါမယ်ပထမအကြော့မှာဒုံကိုပြတ်ရှုံးထားတဲ့ City အတွက်ဒီညဟာတကယ်ကိုတောင်တက်ရမယ်ပွဲပါ Madrid ဘက်မှာ Mbappe နဲ့ Bellingham တို့ပြန်ပါလာတာက City အတွက်ပိုပြီး PR ဖြစ်စေပါတယ်Pep ရဲ့ City ဟာအင်ကွင်းမှာအစောပိုင်းကိုရောက်ဖို့အသေးအတန်တိုက်စစ်ဆင်းမှာခက်ပေမဲ့ Madrid ကခန့်စစ်ကိုအသေးပိတ်ပြီးတံပြန်တိုက်စစ်နေပဲတုံ့ပြန်လာဖို့ရှိပါတယ် Data တွေအရဒီပွဲဟာဂိုးပြတ်ဖို့ထက်ဂိုးနည်းဖို့ under 3.0 အလားအလာပိုများနေပါလေကျွန်တော်ရဲ့ရလက်ခံမှန်ချက်ကတော့တစ်တရေရလက်ပါအပိုင်လိုက်ချင်သူတွေအတွက် under 3.5 goals နဲ့ Real Madrid +1 handicap ကအသေးချာဆုံးပါပဲ CD တို့3ဂိုးပြတ်ကိုပြန်လိုက်နိုင်မလားသင်အမြင်ကိုကောင်းမှန်မှရေးပေးခဲ့ပါဦးဒီတော့အပိုင် tips တွေအတွက် KM Football Tips ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အခုလိုကြည့်ရှုပေးတဲ့အထက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲလေးတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ